အဲ့ဒီချိန်ထားရလဲကုံသွားပြီဆိုတော့အားနေရပါတော့ကျွန်တော်အဲ့အကြောင်းမလို့ကျွန်တော်ရဲ့ဒီစပင်ကြီးကအရင်ကက်နေပြီပေါ့နော်ကက်နေရဆိုတော့ကျွန်တော်နည်းနည်းလေးကျွန်တော်ရဲ့စပင်ကိုဒီတိုင်းချိန်ပါပေါ့လို့ချိန်မဲဆိုကောက်မယ်ကောက်မယ်ကောင်းတာလေးလည်းရောက်လာပြီဆိုတော့ဂျယ်ဝက်ရှေလည်းတိတ်မလူးချင်ဘူးပေါ့နော်အဲ့အကြောင်းမလို့ခေါင်းချော်ပြီးရတယ်ထွာရလေးချောင်းမှုန့်တာနဲ့နည်းနည်းလေးပုံချမဲ့ဒီဇိုင်းမျိုးချိန်ပါပေါ့နော်ဖောင်းလေးဖြစ်ရမင်းတို့တကယ်ကောက်ပေးမှာလားဟမ်တို့ကောက်ပါရရဆရာအစင်ပြေသလိုပဲကောက်လိုက်ဒါပေမဲ့မလိုက်ရင်တော့ပြဿနာရှာပါအားချင်တာဟုတ်ပြီကောက်လိုက်โอเคကောက်မယ်ကောက်လီကောက်ကြီးဖြစ်နေ အဖြစ်ပါဦးဆရာလေလုံးဘယ်လိုလုပ်ကောက်ကအဲ့လိုကောက်ပေါ့ဒီလိုကောက်ပဲလေအားလည်းမရဘူးဒီမှာကျုပ်ဆိုးလို့သေရောမှာအဲ့ဘယ်လိုပြန်တော့ကောက်ပြီးလုံးလို့မရတော့ဆရာအသေးဖြစ်သွားပြီလေဒီတိုင်းလေးလောက်ဖောင်းတယ်မဟုတ်လားဟိုလေဖောင်းတယ်လုံးကြည့်အောင်ကောက်ကြီးဖြစ်နေဟုတ်ပြီကျွန်တော်လောက်ပြမယ်ဆရာမပူနဲ့လေးမုတ်လိုက်တဘာဝကြအရင်မကောက်တော့ဘူး6သွားတော့ဟုတ်ပါပြီဆိုတဲ့အချိန်တော့ကပ်ပလီကောက်လို့ပဲနော်ဟုတ်တယ်ဆိုတဲ့အချိန်တော့ပိုကောက်တယ်စိုးပါဦးဒီလောက်ဆိုစင်ပြေဘာမှဆရာရဲ့ပါးနေစပင်ပိုဖောင်းသွားတယ်ဟုတ်တယ်ပါးနေရမဟုတ်ပါကက်တာဥယျာကက်တာဆန်လုံးသေးလို့ကြိုက်တယ်ဝတ်ဆောင်ဒူးချအောင်မိုက်တယ်ပတ်တိဖြစ်သွားနည်းနည်းတော့ပိုးငယ်သွားတယ်လို့ပိုးငယ်ပိုနှုတ်သွားthank you ပါ